Sakamoto Days Season 2ရဲ့အပိုင်း9ကိုကြိုဆိုလိုက်ပါတယ်။ဒီအပိုင်းမှာတော့ဂျပန်ရဲ့အကြီးဆုံးကြေးစားအဖွဲ့အစည်းဌာနချုပ်ကြီး JAA ကိုဆူလာတို့အုပ်စုကဘလို့အကြမ်းပတမ်းဝင်ရောက်စီးနင်းမလဲဆိုတာနဲ့အဖိုးကြီးတာကာမူရာရဲ့ကြောက်စရာဓာတ်စွမ်းရည်တွေကိုအပြေအဝမြင်တွေ့ရမှာပါ။ဇလန်းရဲ့အစမှာတော့ဆူလာနဲ့သူ့တပည့်ကခုတို့နှစ်ယောက်ဟာ JAA စာစွတ်ရန်ဌာနချုပ်အဆောက်အုံတွေကိုအေးအေးဆေးဆေးပဲလမ်းလျှောက်ဝင်သွားကြပါတယ်။လုံခြုံရေးအဆောင်တွေကသူတို့ကိုဝင်ထားတဲ့အခါကခုကသူ့ရဲ့ဓာတ်သွားလို့ချွန်ထက်နေတဲ့လက်နက်နဲ့လုံခြုံရေးတွေကိုမျက်စိတမိတ်တွင်းမှာပဲအပိုင်းပိုင်းဖြတ်ကာတက်ပစ်လိုက်ပါတယ်။ဆူလာကကခုကိုဒီနေရာကစပြီးမင်းကိုအားကိုးမယ်အိမ်သာတက်ချင်ရင်အထက်မှာအိမ်သာရှိတယ်လို့ခက်တီတီနောက်ပြောင်ရင်းကခုကိုအဆောက်အုံထဲမှာတယောက်တည်းထားခဲ့လိုက်ပါတယ်။ JAA စာစွတ်ရန်အဆောက်အုံတစ်ခုလုံးမှာလည်းကျူးကျော်သူတွေဝင်ရောက်လာပါပြီးခုခံဖို့အတွက်ပထမထပ်ကိုအမြန်ဆင်းလာခဲ့ပါဆိုတဲ့သတိပေးအတန်ချက်ဆက်တွေစူညံစွာထွက်ပေါ်လာပါတယ်။ဒါပေမဲ့အပေါ်ထက်က JAA ဝန်ထမ်းတချို့ကတော့ကျူးကျော်သူတွေကသူတို့ရှိတဲ့အပေါ်ထက်အထိရောက်မလာနိုင်ပါဘူးလို့ထင်ပြီးကိုယ့်အလုပ်ကိုမပြတ်ဆက်လုပ်နေကြပါတယ်။အဲ့ဒီလိုအေးဆေးလုပ်နေကြတော့ရုတ်တရက်3လအထိကခုရောက်လာတာကိုတွေးလိုက်ရလို့ဝန်ထမ်းတွေအကုန်လုံးအကြီးအကျယ်အံ့ဩသွားကြပါတယ်။ကခုကိုမြင်တာနဲ့ဝန်ထမ်းတွေကတနက်တွေအမြန်ဆွဲထုတ်လိုက်ပေမဲ့ပြစ်ချိန်တော့မရလိုက်ပဲကခုရဲ့လက်ချက်နဲ့အကုန်လုံးတေဆုံးသွားကြပါတော့တယ်။လုံကန်းထဲကလူတွေကိုအကုန်ရှင်းပြီးအပြင်ထွက်လာတဲ့အချိန်မှာတော့ JAA ရဲ့အထူးတိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ကကခုကိုအဆက်မပြတ်တနက်နဲ့ဝိုင်းပစ်ကြပါတယ်။ကခုကတော့သူ့စီကိုလာနေတဲ့ကြီးစံတွေကိုသူ့ရဲ့ကြီးမားတဲ့လက်နက်ကြီးနဲ့အသားလေးကာကွယ်နေပါတယ်။တနက်ပစ်တံတွေရက်သွားတဲ့အချိန်မှာတော့ကခုရဲ့တံပြန်တိုက်ခိုက်မှုကြောင့်တနက်သမားခေါင်းဆောင်ကလွယ်ပြီးကြံတဲ့လူတွေအကုန်လုံးတေကုန်ကြပါပြီ။အဲ့ဒီအချိန်ရုတ်တရက်နှာခေါင်းစည်းတက်ထားတဲ့လူတစ်ယောက်ကကခုကိုအားပြင်းပြင်းဝင်ထိုးလိုက်ပါတယ်။တေချာအလုတ်လုတ်ဆန်းပါအခုဘယ်နှစ်ယောက်တေပြီးပြီလဲလို့နှာခေါင်းစည်းနဲ့လူကတနက်သမားခေါင်းဆောင်ကိုမေးလိုက်ပါတယ်။တနက်သမားခေါင်းဆောင်ကအယောက်40ခန့်2မိနစ်အတွင်းမှာပဲအကုန်တေသွားကြတာပါလို့ပြန်ဖြေနေတော့နှာခေါင်းစည်းနဲ့လူကိုကခုကသူ့ပခုံးပေါ်ကအမြောက်သေးစားလေးကိုဖြုတ်ယူပြီးအနီးကပ်ပစ်ခတ်လိုက်ပါတယ်။ဒါပေမဲ့နှာခေါင်းစည်းနဲ့လူပြန်ထလာတဲ့အချိန်မှာတော့ကခုကသူ့ရဲ့လက်နက်ကြီးနဲ့အားကုန်ရိုက်ချလိုက်တာကြောင့်နှာခေါင်းစည်းနဲ့လူဟာတစ်ဖက်အဆောက်အုံစီကိုလွင့်ဆင်သွားပြီးမိမျောသွားပါတော့တယ်။တခြားတစ်ထပ်မှာလဲJAA ရဲ့တနက်သမားတွေဟာအောက်ထပ်ကိုဆင်းပြီးခုခံဖို့အတွက်ဓာတ်လေကားကိုစောင့်နေကြပါတယ်။ဓာတ်လေကားပွင့်လာတဲ့အခါမှာတော့အထဲမှာခက်တီတီရက်နေတဲ့ဆူလာကိုအံ့ဩစွာတွေးလိုက်ရပါတယ်။တနက်သမားတွေကဆူလာကိုပြစ်ဖို့ကြံရွယ်လိုက်တဲ့အချိန်လေးမှာတင်သူတို့နောက်ဆုံးမှာရက်နေတဲ့ JAA ဝန်ထမ်းတစ်ယောက်ကတနက်သမားအားလုံးကိုနောက်ကျောကနေရက်ရက်ဆက်ဆက်ပစ်တက်လိုက်ပါတယ်။အဲ့ဒီတစ္ဆာဖောက်ကတော့ဆူလာရဲ့တပည့်ဥဒါကမတွေ့ရတာကြပြီနော်။ကခုကိုရောခေါ်လာလားလို့ဆူလာကိုမေးလိုက်ပါတယ်။အင်းခေါ်လာတယ်မင်းကိုဒီမှာစပိုင်နေနဲ့တစ်နှစ်တောင်လောက်ခိုင်းရတာစိတ်မကောင်းပါဘူး။ JAA စာစွတ်ရန်ကဘလို့နေလဲလို့ဆူလာကမေးလိုက်ပါတယ်။ဥရာကစာစွတ်ရန်ကလာစာမြင့်နဲ့စနစ်လဲကြတယ်ဒါနဲ့တခြားလူတွေကတော့အဆောက်အုံအောက်မှာစောင့်နေကြတယ်လို့ပြန်ဖြေပါတယ်။ဆူလာကပြုံးပြီးညစ်ပတ်နေတဲ့စာစွတ်ရန်ကိုတန့်ရှင်းရေးလုပ်ရအောင်ဥရာရေးလို့ခက်အေးပဲပြောလိုက်ပါတော့တယ်။အဲ့ဒီအချိန် JAA စာစွတ်ရန်အဆောက်အုံရှိမှာတက္ကစီတစ်စီးလာရက်ပါတယ်။ကားထဲကနေအော်ဒါအဖွဲ့ဝင်အဖိုးကြီးတာကာမူရာရိုင်နဲ့ထွက်လာပါတယ်။ဒီအဆောက်အုံကိုဆူလာထိန်းချုပ်လိုက်ပြီးလို့ JAA အဆောက်အုံရှိမှာစောင့်နေတဲ့ဆူလာရဲ့အဆောင်တွေကပြောလိုက်ပါတယ်။ဒါပေမဲ့တာကာမူရာကသူ့ရဲ့ဓာတ်ကိုခဏလေးရက်တစ်ပြက်ဆွဲထုတ်လိုက်ရုံနဲ့တင်အဲ့ဒီအဆောင်တွေအကုန်လုံးအပိုင်းပိုင်းပြတ်ထွက်သွားပါတော့တယ်။အဆောက်အုံအတွင်းပိုင်းတနေရာမှာရှိနေတဲ့ကခုဟာလဲအမောင်တဲကနေကြောက်စရာကောင်းတဲ့လူတစ်ယောက်လာနေတာကိုအလိုလိုခန်းစားမိလိုက်ပါတယ်။အဲ့ဒီလူကတော့ရိုင်နဲ့လမ်းလျှောက်လာတဲ့တာကာမူရာကိုတွေ့တာနဲ့ကခုကအပေါ်ကိုခုန်တက်ပြီးသူ့လက်နက်ကြီးနဲ့အားကုန်ထုချလိုက်ပါတယ်။ဒါပေမဲ့တာကာမူရာကအဲ့ဒီအပြင်းလာတဲ့တိုက်ကွက်ကိုသူ့ရဲ့ဓာတ်မြောင်လေးနဲ့အသားလေးကာကွယ်လိုက်ပါတယ်။ထို့နောက်ဓာတ်အိမ်ထဲကနေဓာတ်ရှည်ကိုလျှက်တစ်ပြက်ဆွဲထုတ်ပြီးလင်းမြန်လုံးနဲ့အရှိန်နဲ့ကခုရဲ့လက်နက်ချောင်းကိုဖျက်ချလိုက်ပါတယ်။ကခုဟာနောက်ကိုအမြန်ဆုပ်လိုက်ပေမဲ့သူ့လက်ချောင်းတွေပြတ်ကျသွားလို့အကြီးအကျယ်အံ့ဩသွားပါတယ်။ကခုကမန်မချပဲတာကာမူရာစီကိုသူ့လက်နက်ကြီးနဲ့ထပ်ပြီးလှမ်းထုလိုက်ပါတယ်။ဒီတစ်ခါမှာတော့ကခုရဲ့လက်နက်ထိပ်ပိုင်းကြီးပါနှစ်ပိုင်းပြတ်ထွက်သွားပါတော့တယ်မရတော့ဘူးလို့ကခုတွေးလိုက်တဲ့အချိန်မှာတာကာမူရာရဲ့အကျဉ်းစားဓာတ်ချက်တစ်ချက်ကြောင့်အဆောက်အုံတစ်လွာလုံးအကြီးအကျယ်ပောက်ကွဲထွက်သွားပါတော့တယ်။တစ်ဖက်မှာဆူလာကလည်းပောက်ကွဲတံကိုကြားပြီးစာစွတ်ရန်ရဲ့တရေကြီးကအသက်ရှင်နေတော့မဲထင်တယ်လို့တွေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတစ်ဖက်တိုက်ကနေကျိုးကိုတွဲလောင်းခိုစီးလာတဲ့ဖက်တီကြီးရှင်နဲ့အပတ်တို့၃ယောက်ဟာဆူလာရှိတဲ့နေရာကိုမှန်ခွဲပြီးဝင်ရောက်လာပါတယ်။ဆူလာကိုမြင်တာနဲ့ဖက်တီကြီးကဦးစုကီမင်းအသက်ရှင်နေသေးတာလားလို့အံ့ဩတကြီးမေးလိုက်ပါတယ်။ဆူလာကလည်းမတွေ့ရတာကြားပြီးဝါလာပါလားလို့ခက်အေးအေးပဲပြန်ဖြေပါတယ်။အဲ့ဒီတော့မှရှင်ဟာသူ့စိတ်ထဲမှာအရင်တုန်းကသူနဲ့တခွဲကမ်းမှာတွေ့ခဲ့တဲ့လူဟာဆူလာဖြစ်နေမှန်းသိရှိသွားပါတယ်။ငါကိုစုချင်းငွေဘာလို့ထုတ်ထားတာလဲလို့ဖက်တီကဆူလာကိုဒေါသတကြီးမေးနေတော့ဆူလာကအနားကိုလျှက်တစ်ပြက်ရောက်လာပြီးဖက်တီရဲ့ဘိုက်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။ရှင်းကဖက်တီကိုကူညီပေးမလို့ရှေ့တိုးလိုက်တဲ့အချိန်မှာနောက်ကနေဥဒါကရှင်းကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။ဒါပေမဲ့အပတ်ကဥဒါရဲ့တနက်ကိုကျိုးမြင်တွေနဲ့ဖျက်ချလိုက်ပါတယ်။အတက်ကငါရဲ့ချိတ်ဆက်မှုကိုမဖျက်နဲ့လို့ပြောနေတော့မှာပဲ
ဆူလာကအပတ်ရဲ့လက်တစ်ဖက်ကိုလျှက်တစ်ပြက်အရှိန်နဲ့ဖျက်ချလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာရှင်းကိုလည်းဥရာကခေါင်းကိုကြမ်းပြင်းနဲ့စောင့်ပြီးအတင်းဖိချုပ်ထားပါတယ်။ဥရာကရှင်းကိုထပ်မံတိုက်ခိုက်ဖို့ပြင်လိုက်တဲ့အခါဖက်တီကခြေထောက်နဲ့အားကုန်ကန်လိုက်လို့ဥရာတယောက်နောက်ကိုလွှင့်ဆင်သွားပါတယ်။ဖက်တီကရှင်းကိုအဝေးကိုလွှင့်ပစ်လိုက်ပါတယ်။လက်ပြတ်သွားတဲ့အပတ်ကိုလည်းရှင်းရှိတဲ့စီထပ်ပစ်ပေးလိုက်ပြီးမင်းတို့နှစ်ယောက်လုံးနောက်ဆုံးနေငါပဲတိုက်မယ်လို့ဖက်တီကအမိန့်ပေးလိုက်ပါတယ်။လူဆိုတာဘယ်တော့တည်မလဲမသိဘူးလေမြန်မြန်လေးလာတိုက်စမ်းပါလို့ဆူလာကဖက်တီကိုစိန်ခေါ်လိုက်ပါတယ်။ဥရာကသူဝင်တိုက်ပေးမယ်လို့ပြောပေမဲ့ဆူလာကလက်မခံပါဘူး။ငါ့ကိုတက်ကြည့်ပါလားဆာကာမိုတိုလို့ဆူလာပြောလိုက်တဲ့အချိန်မှာတင်ဖက်တီကဆူလာရဲ့နောက်ကျောဘက်ကိုလျင်မြန်စွာရောက်သွားပြီးလက်ထဲကဘောပင်နဲ့အားကုန်ထိုးချလိုက်ပါတယ်။ဒါပေမဲ့ဆူလာကဖက်တီထက်ပိုမြန်နေပါတယ်။ဖက်တီရဲ့ကျောဘက်ကိုပြန်ရောက်သွားပြီးဖက်တီလက်ထဲကဘောပင်ကိုလည်းအစိတ်စိတ်အမော်မော်ကွဲသွားအောင်လုပ်ပစ်လိုက်ပါတယ်။မင်းကိုကြည့်ရတာအရင်ကငါလိုပဲဒေါသထွက်လွယ်လိုက်တာလို့ဆူလာကပြောပြီးတိုက်ကွက်ကိုတော့မမြင်လိုက်ရပဲဖက်တီတယောက်လွှင့်ဆင်သွားပါတော့တယ်။သို့တော့ဖက်တီကလေထဲမှာအရှိန်ကိုထိမ့်လိုက်ပြီးဟန်ချက်ညီညီမတ်တက်ပြန်ရက်လိုက်ပါတယ်။ဆူလာကဆက်ပြီးမင်းလိုထူးချွန်ចောင်းသားမျိုးမဟုတ်ပေမဲ့လူတက်ဖို့အတွက်နှလုံးသားရှိစရာမလိုဘူးဘေးကလူတွေကိုကာကွယ်ပေးစရာမလိုဘူးဆိုတာကိုငါကြောင်းပြီးမှတီးခဲ့ရတာလို့ရက်ဆက်ဆက်ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားတော့ရှင်းကဒေါသထွက်ပြီးဆူလာကိုပြေးထိုးပါတယ်ဆူလာကရှင်းရဲ့တိုက်ကွက်ကိုအသားလေးရှောင်လိုက်ပြီးလက်တစ်ဖက်ကိုဝေယန်းကရှင်းကိုပြန်ချမဲ့အချိန်ကွက်တီမှာပဲဖက်တီကအပတ်နဲ့အတူတူရှင်းကိုအမြန်ခေါ်ထုတ်သွားပါတယ်ရှင်းကဆာကာမိုတိုတောင်းပန်ပါတယ်ငါးကြောင့်နဲ့မင်းအားကုန်ထုံမတိုက်နိုင်ဘူးဖြစ်နေတယ်လို့ပြောပါတယ်ရှင်းဟာဖက်တီကသူ့ကိုကာကွယ်ပေးနေရလို့ဆူလာကိုကောင်းကောင်းမတိုက်နိုင်ဘူးဆိုပြီးကိုအပြစ်တင်နေတာပါဆူလာကမင်းအခုလုံနိုင်တာကတောင်းပန်နေတာထက်တက်သေးလိုက်တာကမှဆာကာမိုတိုကိုကူညီရရောက်တဲ့ဆာကာမိုတိုရေမင်းဒီတိုင်းဆိုမင်းရောသူတို့ပါတည်သွားမှာနော်အားပြေးနဲ့ငါ့ကိုလာတိုက်လိုက်စမ်းပါလို့လောင်ပြောင်ပြီးပြောလိုက်ပါတယ်ငါကအခုကြေးစားမဟုတ်တော့ဘူးလို့ဖက်တီကခက်တီတီပြန်ပြောပါတယ်အဲ့ဒီတော့ဆူလာကငါအသက်ရှင်နေတဲ့ရွေးတယောက်ကိုတော့တတ်မှာပဲဒါနဲ့မင်းမှာသမီးလေးတယောက်ရှိတယ်နော်လို့ဖက်တီရဲ့မိသားစုကိုရည်ရွယ်ပြီးချင်းချောက်လိုက်ပါတယ်အဲ့ဒီစကားလဲကြားရောဖက်တီတယောက်အကြီးကျယ်ဒေါသထွက်သွားပြီးဖက်တီရဲ့ပြင်းထန်လွန်းတဲ့လူသက်ချင်စိတ်ကိုဆူလာကိုယ်တိုင်တောင်ခံစားမိသွားပါတယ်ဖက်တီဟာအမြန်ပြေးသွားပြီးဆူလာကိုအားကုန်ထိုးလိုက်ပါတယ်ဆူလာကရှောင်းလိုက်ပြီးနှစ်ယောက်သားအပြန်လန်အသေးလဲတိုက်ခိုက်ကြပါတော့တယ်ဖက်တီရဲ့အားပြင်းလွန်းတဲ့တိုက်ကွက်တွေကြောင့်ကျမ်းပြင်တွေကွဲအပ်ပြီးအပိုင်းစတွေလွတ်စင်ကုန်တာကိုဆူလာကအဲ့ဒီအပိုင်းစတွေကိုထိုးခွဲရင်းဖက်တီကိုပြန်တိုက်ခိုက်ပါတယ်အကျိတ်အနေတိုက်ခိုက်နေရင်းနဲ့ဆူလာကပြန်လာပြီလားဆာကာမိုတိုတာရိုလို့ပြုံးပြီးပြောလိုက်ပါတယ်ဆူလာနဲ့ဖက်တီတို့နှစ်ယောက်တယောက်စီတယောက်ပြေးဝင်လာပြီးနောက်ဆုံးအဆုံးဖြတ်တိုက်ကွက်နဲ့အပြင်းအထန်ရှင်တိုက်မဲ့အချိန်ကွက်တီမှာပဲဟာနာဖက်တီရဲ့သမီးလေးနာမည်ဆိုတဲ့ရှင်းရဲ့အော်တန်ကိုဖက်တီကြားလိုက်ရပါတယ်အဲ့ဒီအတန်ကြောင့်ဖက်တီရဲ့မျက်စိထဲမှာချစ်ရတဲ့မိသားစုပုံရိပ်လေးကိုပြန်မြင်အောင်လာပြီးလူသက်ချင်စိတ်တွေရုတ်တရက်ရောကျသွားပါတယ်အဲ့ဒီအချိန်မှာပဲဆူလာနဲ့ဖက်တီတို့နှစ်ယောက်ကြားကဘေးဘက်နေရန်ကြီးပေါက်ထွက်လာပြီးတာကာမူယာနဲ့တိုက်ခိုက်နေတဲ့ကခုဟာအခန်းထဲကိုလွင့်စင်ပြီးရောက်လာပါတယ်ကခုကဆူလာကိုကြည့်ပြီးတောက်ကျိုးနေအဖိုးကြီးတယောက်ရှိတယ်ဆိုတာမပြောထားဘူးနော်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအခန်းတကားကိုဓာတ်နဲ့လျှက်တစ်ပြက်ဖြတ်ပိုင်းပြီးဝင်လာတဲ့ကြောက်စရာအဖိုးကြီးတာကာမူယာကိုအကုန်လုံးတွေးလိုက်ရပါတယ်တာကာမူယာဟာနှိတုံနဲ့အခန်းထဲကိုဝင်လာပါတယ်ဆူလာကဥရာကိုတာကာမူယာကိုရှင်းပစ်ဖို့အမိန့်ပေးလိုက်ပါတယ်ဥရာကတနက်နဲ့အဆက်မပြတ်ပစ်ခတ်ပေမဲ့တာကာမူယာကကြီးစံတွေကိုဓာတ်နဲ့အေးဆေးကာကွယ်လိုက်ပါတယ်ဥရာကတာကာမူယာရဲ့နောက်ကျောဘက်ကနေအမြန်ပြေးပြီးနောက်ကနေပြစ်မဲ့အချိန်မှာတာကာမူယာကတနက်မောင်းတန်ဆွဲမဲ့ဥဒါရဲ့လက်ညှိုးနဲ့လဲပင်ကိုဓာတ်နဲ့ညင်တာစွာခုတ်ပိုင်းလိုက်ပါတော့တယ်။ဥဒါတေဆုံးသွားပါပြီ။ကခုကအလစ်ဝင်ပြီးတာကာမူယာကိုတိုက်ခိုက်ပေမဲ့လက်နက်ကင်ထားတဲ့ကခုရဲ့လက်ပါထပ်ပြီးအဖြတ်ခံလိုက်ရပြန်ပါတယ်။ကခုကသူ့ရဲ့ပြက်ကျသွားတဲ့လက်နဲ့တာကာမူယာကိုလှမ်းကန်လိုက်တဲ့အခါတာကာမူယာကဓာတ်နဲ့ကာလိုက်ရကနေဓာတ်ဟာအနှဲငယ်အကွဲသွားပါတယ်။တာကာမူယာကဓာတ်ကိုအသစ်အနေထားနဲ့ကင်ထားပြီးကခုကထပ်တိုက်ဖို့ပြေးဝင်သွားတဲ့အချိန်မှာဆူလာကကခုကိုနောက်ကနေလှမ်းဆွဲလိုက်ပြီးပြန်မယ်ကခုလို့ပြောလိုက်ပါတယ်အဲ့ဒီလိုပြောလိုက်တဲ့အချိန်မှတင်တာကာမူရာရဲ့ဓာတ်ချက်တွေကြောင့်အခန်းထဲမှာလေပွေကြီးတစ်ခုလိုဖြစ်သွားပါတော့တယ်ရှင်းလဲတာကာမူရာရဲ့အစွမ်းကိုကြည့်ပြီးအံ့ဩမြင်သက်နေပါတယ်ဆူလာကကခုကိုခေါ်ပြီးပြန်တော့မဲ့အချိန်မှာဖက်တီကအမြန်ပြေးသွားပြီးဆူလာရှိကနေပိတ်ထားလိုက်ပါတယ်ထို့နောက်ဆူလာနဲ့ဖက်တီတို့အပြန်လန်အသေးလဲထိုးချိတ်ကြပြီးတစ်ချက်အနားရတဲ့အချိန်မှာဆူလာကအမြန်ထွက်ပြေးသွားပါတယ်ထွက်ပြေးသွားတဲ့ဆူလာနောက်ကိုတာကာမူရာကခုံလိုက်သွားပြီးဓာတ်ကိုဆွဲထုတ်လိုက်တဲ့အချိန်မှာတော့တာကာမူယာရဲ့နောက်ကနေလေပင်ပြတ်သွားတဲ့ဥဒါကအသက်ငွေ့ငွေ့လေးနဲ့ရောက်လာပြီးအသေးခံဘုံခွဲလိုက်ပါတော့တယ်။ဘုံမကွဲခင်လေးမှာဖက်တီကရှင်းတဲ့အပတ်ကိုသူ့ရဲ့အေပရွန်ဝစ်စုံနဲ့အုပ်ကာကွယ်ပေးလိုက်ပါတယ်။ဥဒါရဲ့အသေးခံဘုံကြောင့်အဆောက်အုံတစ်လွှာလုံးအကြီးအကျယ်ပောက်ကွဲပြီးပျက်စီးသွားပါတော့တယ်။ပောက်ကွဲမှုအပြီးမှာရှင်းကတောင်းပန်ပါတယ်ငါတို့ကြောင့်ငါတို့ကိုကာကွယ်ပေးလိုက်ရလို့မင်းရဲ့တံမိုးထားတဲ့အေပရွန်ကိုချွတ်လိုက်ရတာလို့ဝမ်းနည်းစွာပြောပါတယ်။ဖက်တီကအဆင်ပြေပါတယ်လို့ပြန်ပြောပေမဲ့တွေးဆွနေတဲ့ဓာတ်တစ်ချောင်းဟာဖက်တီအနာကိုလွင့်စင်ပြီးကျလာပါတယ်။ဆူလာဟာဖက်တီကိုအဝေးကနေစိုက်ကြည့်ကတခုခုကိုတီတိုးရေရွတ်နေပါတယ်ကခုကပြန်ခေါ်တော့မှတတိဝင်လာပြီးနောက်လက်ကထွက်သွားပါတော့တယ်အခုဖြစ်ခဲ့တဲ့စာဆွတ်ရန်ဌာနချုပ်တိုက်ခိုက်ခံရတဲ့အဖြစ်အပျက်အပါဝင်ဆူလာရဲ့ကြေးစားတက်ဖြတ်ရေးအစီအစဉ်တွေကြောင့်ဂျပန်ကကြေးစားလေးပုံတစ်ပုံလောက်တိတ်ဆုံးကြဆုံးခဲ့ရပါတယ်
စာစွတ်ရန်တိုက်ခိုက်မှုအပြီးမှာတော့ဖက်တီးကြီးဟာဒဏ်ရာတွေကြောင့်ဆေးရုံတက်နေရပါတယ်ရှင်းဟာလည်းသူ့ကြောင့်ဖက်တီးဒဏ်ရာရတယ်ဆိုတဲ့အပြစ်မကင်းတဲ့စိတ်ကြောင့်ဖက်တီးရဲ့အခန်းပေါက်ဝမှာရက်နေပြီးအထဲကိုမဝင်ရဲဖြစ်နေပါတယ်ရှင်းရဲ့နားထဲမှာဆူလာပြောခဲ့တဲ့ကိုတက်တည်ရမယ်ဆိုတဲ့စကားကိုပဲထက်ခါတလဲလဲကြားရောက်နေပါတယ်အ ਨੇ ဆုံးတော့သူယူလာတဲ့တတိချင်းလေးကိုထားပြီးပြန်မယ်လို့တွေးနေတော့အော်ရာဖွဲ့ကအဟယောနဲ့နာဂူမိုတို့ဖက်တီးစီကိုလာတွေ့တာကိုတွေ့လိုက်ရပါတယ်လာတွေ့တဲ့အထဲမှာနာဂူမိုပါလာတာကဟယောနဲ့ဖက်တီးတို့ရန်ဖြစ်ကြမှာကိုစိုးရိမ်လို့လိုက်လာတာပါစာကာမိုတို့မင်းဆူလာကိုတွေးလိုက်တယ်ဆိုလို့ဟယောကဝင်ချင်းမေးလိုက်ပါတယ်ဖက်တီးကနာဂူမိုရေဆူလာကဦးစုကီပဲလို့ပြောလိုက်တော့နာဂူမိုလည်းအယံအံ့ဩသွားပါတယ်နာဂူမိုကမင်းအဲ့ဒါကြောင့်သူ့ကိုမတက်နိုင်ခဲ့တာလားလို့ပြန်မေးပါတယ်ဟယောကတော့သူတို့ဘာတွေပြောနေမှန်းနားမလဲပါဘူးဦးစုကီကငါတို့ရဲ့အတန်းဖော်တယောက်လေးတာမန်ចောင်းသားလေးမှုငါသူ့ပုံကိုတော့တိတ်မမှတ်မိဘူးလို့နာဂူမိုကဟယောကိုရှင်းပြပါတယ်ဟယောကဒီလောက်တော်တဲ့ကောင်ဆိုငါသိမှာပေါ့ငါကြားဘူးတာက JCC မှာအတော်ဆုံးကမင်းတို့2ယောက်ရဲ့အာကာအိုရဲ့3ယောက်ပဲလေပါပဲဖြစ်ကျန်တဲ့အလုပ်တွေကိုငါတို့အော်ဒါဖွဲ့ကဆက်လုပ်မယ်လို့ပြောပြီးပြန်မယ်လုပ်ပါတယ်အဲ့ဒီအချိန်မှာဖက်တီးကနေဦးငါဒီနေ့ကစပြီးအော်ဒါစီကနေအချက်လက်တွေလိုချင်တယ်လို့တောင်းဆိုလိုက်ပါတယ်အဲ့ဒီစကားကိုကြားတော့ဟယောကဒေါသထွက်ပြီးဖက်တီးရဲ့ကတင်ပေါ်ကိုအားကုန်ကန်ချလိုက်ပါတယ်ကတင်ကြီးကျူးကျသွားပေမဲ့ဖက်တီးကအသာလေးရှောင်လိုက်နိုင်ပါတယ်မင်းကအော်ဒါအဖွဲ့ဝင်မဟုတ်တော့ဘူးဝင်မပါနဲ့တော့မိသားစုလည်းရှိတာကိုဝင်ပါရင်တည်သွားမယ်ငါကမင်းကိုအစကတည်းကသဘောမကျတာမင်းရဲ့အဆင့်ကိုတိအောင်လုပ်ပေးမယ်လို့ဟယောကဒေါသကြီးပြောပြီးခုန်တက်လိုက်ပါတယ်အပေါ်ကနေဖက်တီးကိုအားကုန်ထိုးချလိုက်ရာဖက်တီးရှောင်လိုက်လို့နောက်ကနေရန်တွေအများကြီးပေါက်ထွက်သွားပါတော့တယ်အခုငါမိသားစုကိုငါကာကွယ်မယ်လို့ဖက်တီးကပြက်ပြက်သားသားပြောလိုက်ပါတယ်အဲ့ဒီအချိန်ဟယောရဲ့နောက်ကျောဘက်ကိုရှင်းကခုံဝင်ပြီးအားကုန်တွန်းလိုက်ပါတယ်ပြီးတာနဲ့အခန်းထဲက NRI စက်ကြီးတဲ့ကိုဟယောကိုအတင်းဆွဲသွင်းပြီးအပြင်ကနေချုပ်ထားလိုက်ပါတယ်တောင်းဆိုပါတယ်ဟယောငါမိသားစုကိုကာကွယ်ဖို့အချက်လက်တွေလိုအပ်တယ်လို့ဖက်တီးက NRI စက်ထဲရောက်နေတဲ့ဟယောကိုအသေးချာပြောလိုက်ပါတယ်စာစွတ်ရန် JAA ရဲ့စီကန်းကြောင့်အပြင်လူကိုအချက်လက်ပြောပြလို့မရဘူးငါသာဆိုရင်တော့ JCC ကျေးစားလေ့ကျင့်ရေးကျောင်းရဲ့ data ဘဏ်ကိုတွားစစ်မှာပဲလို့ဟယောကတွဲဝိုက်ပြီးအကြံပေးလိုက်ပါတယ်အဲ့ဒီလိုလမ်းပြပေးလိုက်တဲ့အတွက်ဖက်တီးတို့ကဟယောကိုကျေးဇူးတင်စကားပြောပြီးစက်ထဲကနေလွတ်မပေးပဲအခန်းထဲကနေထွက်သွားကြပါတယ်စေယုံခေါင်းမိုးထက်မှာတော့ဖက်တီးကရှင်းယူလာတဲ့တတိချင်းလေးကိုကြည့်ပြီးတွားရည်ကြနေပါတယ်ရှင်းကဖက်တီးကိုကြည့်ပြီးငါမှအဖြစ်ရှိတယ်ဆိုတဲ့စိတ်ကြောင့်မင်းကိုလာမတွေ့ရဲခဲ့ဘူးလို့ဝမ်းနဲ့စွာဝန်ခံပါတယ်ဖက်တီးကမင်းရဲ့ဟာနာဆိုတဲ့အော်တန်လေးကြောင့်သာငါရဲ့လူတက်ချင်တဲ့ဒေါသစိတ်တွေကိုအဲ့ဒီတုန်းကထိန်းချုပ်နိုင်သွားတာမင်းကငါ့ကိုအမြဲတမ်းကဲတင်ပေးနေတာပဲနောက်လဲအကူမယ်နော်လို့ဖက်တီးရဲ့ထုံးစံအတိုင်းစိတ်ထဲကနေပဲရှင်းကိုကျေးဇူးတင်စကားပြောလိုက်ပါတယ်ရှင်းကလည်းအဲ့ဒီအတွေ့ကိုဖတ်မိပြီးဝမ်းသာသွားကအဲ့ဒီလိုစကားမျိုးကိုပါဇက်ကနေအတန်ထွက်ပြီးပြောစမ်းပါဗျာလို့ဖက်တီးကိုအတင်းလှုပ်ရမ်းပြီးပြောရှင်စွာပြောနေပါတယ်ဖက်တီးကထားလိုက်ပါတော့ဆူလာအကြောင်းစုံစမ်းဖို့အတွက်ငါတို့ JCC ကျေးစားလေ့ကျင့်ရေးကျောင်းကိုတွားကြမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ကဲစီဇန်2ရဲ့အပိုင်း9ကိုတော့ဒီနေရာမှာတင်အဆုံးသတ်ထားပါတယ်ဗျာနောက်လာမယ့်အပိုင်းတွေမှာဖက်တီးကြီးတယောက် JCC ကျောင်းကိုဘလို့ပုံစံနဲ့တွားမလဲအဲ့ဒီမှာဘလို့အကျန်းစားပြိုင်ဘက်အသစ်တွေနဲ့ထပ်တွေ့အောင်မလဲဆိုတာကိုဆက်လက်ဆောင်မြော်ကြည့်ရှုဖို့အတွက်ကျွန်တော်တို့ channel လေးကို subscribe လုပ်ခဲ့ကြပါဦးနော်စီဇန်1ကိုလည်းအစအဆုံးတင်ထားပြီးပြီမို့ channel ထဲမှာဝင်ရောက်ကြည့်ရှုလို့ရနေပါပြီဗျာ